ဒီစာကြောင်းလေးနှစ်ကြောင်းကကျွန်မဗီဒီယိုတစ်ပုဒ်တက်လုပ်ထားတယ်ကြည့်လိုက်မယ်ဆိုရင်ဒီလိုကြည့်လိုက်နော်ဒီလားကျမတို့ကဒီ spelling ရေးတာအနေနဲ့ဒါ CN can TLK talk အဲ့လိုပြောတာတကယ်ကျမတို့ကဒီလိုမျိုးဒီအတန်ထွက်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကျမတို့ကဒီမှာဒီ B လေးနဲ့စုံထားတယ် B လေးနဲ့စထားတယ်ဒီနှစ်ခုကသွားပြီးတော့ဒီမှာကြည့်ဒီနှစ်ခုကကြတော့ဒီမှာ T ကအတန်တူနေတယ်တွေ့လားသူကပြောလိုက်မယ်ဆိုရင်တို့အတန်တွေကဒီစာကြောင်းနှစ်ကြောင်းလုံးကအတန်အဆင့်တူတယ်နော် can ကိုမှအနောက်က အတန်လေးနဲ့စထားတော့ဒီ can't ဆိုတဲ့အတန်နဲ့မကွာဘူးအဲ့မှာမှဘယ်နှစ်ခုဘယ်အရာကသူတို့နှစ်ခုကိုအတိတ်ပဲကွဲပြားစေတယ်လဲဆိုလို့ရှိရင်ကျမတို့ stress ကအရေးကြီးသွားပြီဟုတ်လားဒီမှာအတန်တူနေတဲ့စာကြောင်းနှစ်ကြောင်းမှာ stress ဖိတဲ့နေရာမတူတာနဲ့အတိတ်ပဲကွဲသွားပြီအမကြည့်ဒီကျမတို့ဒီမှာနမူနာအမှတ်ကဒီမှာစကားတွေအဲ့လိုမျိုးစကားတွေမှားတယ်ပြောရင်လေဒီ an apostrophe t ပါတဲ့နေရာတွေအကုန်လုံးကိုဖိဆိုရမယ်လို့မှတ်ထားပါဒါဆိုရင်ညင်းချောင်းเนาะတစ်ဖက်နားထောင်တဲ့လူဖမ်းမိသွားပြီเนาะကိုညင်းတဲ့အကြောင်းကိုဖိပြောမှာเนาะအဲဆိုရင်ဒီမှာဒါဆိုရင်သူကဖောဖိပတ်တန်ကိုသွားမှာเนาะအဲဆိုရင်ကျမတို့ကဒီမှာဆိုကန်ကကျွန်တော်နမူနာပြထားတာเนาะအဲဆိုအစ်စ်ပြန်ရေးပေးမယ် he can talk သူကဖောဖိပုံစံသွားမှာဒီမှာပြောတတ်တယ်ဆိုတဲ့ဥစ္စာကိုဖိပြောမှာပထမစာကြောင်းကဒီเนาะအဟုတ်ဝကြကဒီဥစ္စာကကြတော့ကျမတို့ကမပြောတတ်ဘူးဆိုတဲ့အရာကိုပြောမှာအဲ့တော့ဒီ talk ကလည်းတစ်ဖက်လူနားလည်ဖို့အတွက်ဖိပြောမယ့်အရာဖြစ်တယ်လို့ an apostrophe t ကလည်းကျမတို့ဖိပြောရမယ့်အရာဖြစ်တယ်เนาะအဲ့တော့ he can talk ဒါဆိုရင်သူစကားပြောတတ်တယ်ဆိုတာကိုနားလည်ပြီเนาะ he can talk မပြောတတ်ဘူးမလုပ်တတ်ဘူးကိုပြောတယ်ဘာမလုပ်တတ်တာလဲမပြောတတ်တာအဲ့တော့ဒီနှလုံးစလုံးကအရေးကြီးတယ်ဒီနှလုံးစလုံးကိုဖိရမယ်ဟုတ်ပြီနော် he can talk he can talk နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကျွန်မမားတာတွေရှင်ထောက်ပြပေးပါရှင်ကျွန်မပညာရေးပြည့်အောင်လည်းစူးစမ်းမယ်လို့ဆုံးဖြတ်ထားပါတယ်